ထိုင်းနိုင်ငံရနခရိုင်အတွင်းမှာမြန်မာနိုင်ငံသောတအုပ်ပိုင်ဆိုင်တယ်လို့ယူဆရတဲ့ဗတ်တန်50ကျပ်တန်တရုတ်မြန်မာကိုကုန်စည်ကိုလိုရုံတစ်ခုကိုထိုင်းဝန်ကြီးချုပ်အနုတေချန်ဝီရောက်ကိုတိုင်တွားရောက်ဆက်စစ်ခဲ့တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။မေလ10ရက်နေ့ကရနောင်းမြို့နယ်မွေးခိုင်အတွင်းရှိမပုတ်တင်မတည်ထားတဲ့ကုန်လုံးရုံတစ်ခုကိုဝင်ရောက်စီးနင်းခဲ့ရမှာအရက်ကောအလုံးယူ2000ဝန်းကျင်မိစက်ကြီးတွေရေဘက်တွေနဲ့အီလက်ထရောနစ်ပစ္စည်းအများပြားကိုသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။အဆိုပါပစ္စည်းတွေဟာပေါ်ရှောင်ပြီးတရားမဝင်တင်သွင်းထားတယ်လို့တန်တရားရှိနေပြီးထိုင်းဆိုရကနိုင်ငံအတွက်ချိတ်ချမှုပုံစံအသစ်အဖြစ်သတ်မှတ်ထားပါတယ်။စစ်စင်းနေစဉ်အတွင်းအမြင့်မသိဖုတ်ဖို့ဆိုမှုတစ်ခုကတာဝန်ရှိသူတွေကိုနေရာမှာအမြန်ဆုံးထွက်ခွာဖို့ချိတ်ချုပ်ခဲ့တယ်လို့လည်းဝန်ကြီးချုပ်လူထေကပြောဆိုထားပါတယ်။လက်ရှိမှာတော့တင်စီထားတဲ့ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးနောက်ဆက်တဲ့စုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပြီးဖက်စီထားသူတော့မရှိသေးဘူးလို့သိရပါတယ်။